မင်္ဂလာပါရှင်ဒီနေ့မှာဗုဒ္ဓဂါယာကိုသွားပြီးကိုယ်တိုင်ကိုယ်ကျတရားဖူးနေလို့သိရှိပါလားဒါဆိုရင်တော့အဲ့ဒီစိတ်လေးကိုအခုပဲကျမတို့နဲ့အတူလက်တွေ့အထောင်ထဲပေါ်လိုက်ပါနော်ဒါကြောင့်ဗုဒ္ဓဂါယာကိုသွားရောက်ဖူးမြော်တဲ့နေဆိုတာကိုရောသိဝင်စားပါလားဗုဒ္ဓဂါယာဆိုတာတာမန်တရားဖူးနေရတဲ့ခုမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကသိက္ခာမင်းသားမဟာဗောဓိပင်အောင်သစ္စာတရားကိုရှာဖွေကျင့်ကြံတာမန်လူသားတို့ကတမ္မာသမ္ဗုဒ္ဓအဖြစ်ဖွင့်တော်မူခဲ့တဲ့မြတ်ဗုဒ္ဓသာသနာရဲ့လုံအရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါရှင်။ဒါကြောင့်ဗုဒ္ဓဂါယာကိုရောက်တဲ့အခါဒေဒီတော်ကိုဖူးမြော်ရုံနဲ့မဟုတ်ပဲတရားရှင်ဖွင့်တော်မူခဲ့တဲ့မဟာဗောဓိပင်အောင်မှာကိုယ်တိုင်ကိုယ်ကျရောက်ရှိပြီးတရားရှင်ရဲ့ဂုဏ်တော်တွေကိုပွားများအာရုံပြုရခြင်းဟာလေစိတ်အေးချမ်းသာယာမှုတစ်ခုပဲဖြစ်ပါတယ်ရှင်။မညာစောစောဘောဓိပင်အောက်မှာစိတ်ထိုင်ပြီးတရားရှင်ကိုအာရုံပြုရတဲ့အချိန်အဲ့ဒီအချိန်မှာငါဟာတရားရှင်ပွင့်တော်မူခဲ့တဲ့မြေနေရာကိုယ်တိုင်ကိုယ်ကျရောက်နေပါလားဆိုတဲ့ခံစားချက်မျိုးကဘယ်နေရာနဲ့မှမနိုင်ရှင်ရှင်ဗုဒ္ဓဂါယာမှာတော့ဘုရားရှင်များဆက်ဆက်တဲ့သင်္ကေယနေရာတွေဖြစ်တဲ့အထဌာနခုနှစ်နေရာကိုတနေရာပြီးတနေရာဥပယောလေးလာဒါကြောင့်ဗုဒ္ဓဂါယာကိုတွားရောက်ဥပယောလေးဆိုတာပုံမှန်ခရီးစဉ်တစ်ခုတွားတာချက်တော့အများကြီးပိုပါရှင်ဘုရားရှင်ပွင့်တော်မူရာမြတ်သောနေရာကိုကိုယ်တိုင်ကိုယ်ကျရောက်ရှိပြီးတရားတရားနဲ့ဘုရားရှင်ကိုအာယုံပြုဥမျှော်ရခြင်းကတော့လွန်ကောင်းသောနိမိတ်ပါရှင်။ဒါကြောင့်ဒီနေ့မှာဗုဒ္ဓဂါယာကိုတော့အရောက်သွားရောက်ဥမျှော်ခြင်းနဲ့ဆိုတဲ့သိက္ခာရှိနေပြီဆိုရင်ကျမတို့ရဲ့ဘုရားဖူးဖွဲ့လေးကစင်တင်တောင့်တနေပါရှင်။ဗုဒ္ဓဂါယာဘုရားဖူးကြီးခြင်းကြောင့်သိတဲ့ရှိတယ်။ Fish Messenger နဲ့အောက်မှာပြထားတဲ့ဖုန်းနံပါတ်ကိုတိုင်းရိုင်းဆက်သွယ်ဗုဒ္ဓဂါယာမှာရှိတဲ့အချိန်ကဲရနေရာများနဲ့ဘူမိဖတ်တာရုပ်ပွားတော်မြတ်ကြီးတို့အတူတူကြည့်မြော်ကြရအောင်လေ။ဒီလို